ဒီအစင်လေးကတော့ပန်းနလီနဲ့လေးမှာအလှဆုံးပေါ့နော်အလှဆုံးနဲ့ခန့်ညာဆုံးအစင်လေးပါရှင်သူကပန်းနလီနဲ့လေးသူက line ခွဲလေးပါရှင်သူ့ရဲ့အလှကဘယ်လောက်ထိလှလဲဆိုလို့ရှိရင်သူကဒီဟာလေးတွေကိုပေါ့နော်အယောင်လေးတွေမှာဒီအကွေးလေးတွေတကွေးတွေရောအယောင်ကလာလေးတွေတလိုင်းချင်းတွေပေါ်ပေးထားတဲ့အတွက်ကောဒီဟာလေးကတော့အလှဆုံးပေါ့နော်ပန်းနလီနဲ့လေးမှာထင်ရှားဆုံးအလှဆုံးပါရှင်အယောင်လေးတွေဆက်ထားတာလည်းအရင်ကိုချစ်ဖို့ကောင်းတဲ့အယောင်လေးပါရှင်အယောင်ဆက်လေးတွေကအရင်ကိုချစ်ဖို့ကောင်းပါတယ်ရှင်ဒီထည်လေးကိုဝတ်ဆင်တဲ့သူကတော့လူတိုင်းကနေပြီးတော့မှလှည့်ကြည့်ရမယ်ထည်လေးပါရှင်အယောင်ဆက်တာလေးတွေကလည်းအရင်ကိုလှပါတယ်ရှင်တော်တော်လေးလှပါတယ်ရှင်ဒီထည်လေးကတော့ပန်းနေနေမှာအလှဆုံးထိတ်ဆုံးတာပေါ့ရှင်သူ့ရဲ့အလှကိုဘယ်မှလိုက်မမီပါဘူးရှင်သူက line ခွဲထားတဲ့အတွက်ကောအလှကပို့ပြီးတော့မှပေါ်လွင်ပါတယ်ရှင်သူကအယောင်လေးတွေတစ်ခုချင်းဒီမှာခွဲပြီးတော့မှကောက်ပေးထားတယ်ရှင်အဲဒါကြောင့်မလို့သူကလှနေရပါတယ်ရှင်ဒီထည်လေးတွေဝိုးလိုက်ရင်ကတော့လူရင်းကငေးကြည့်ရမယ်ထည်လေးပါရှင်ဒီဟာလေးတွေဆိုလို့ရှိရင်မင်္ဂလာဆောင်တဲ့သူတို့သမီးလေးတွေဝတ်ဆင်ရင်လည်းဒီဟာလေးကတကယ်လှတဲ့ထည်လေးပါရှင်လိုက်ဖက်တဲ့ထည်လေးပါရှင်လှဆုံးပန်းတလီနဲ့လိမ့်မှာအလှဆုံးထိတ်ဆုံးပေါ့နော်ထိတ်ဆုံးဒီအစင်ကတော့ကြည့်မို့ကရှုမို့ကတကယ်ကိုလှရဲ့လုံနှံနဲ့ထည်လေးပါရှင်ဒီထည်လေးတွေကိုအမှာယူလိုပါကဗိုက်ပါနံပါတ်3992668899မှာဆက်သွယ်မှာယူရရှိနေပါတယ်ရှင်ကဲလို့ဆိုင်မလာဝယ်မယ်ဆိုလို့ရှိရင်အမှတ်144စက္ကန့်တန်လဲကြောက်ကြမ်းမြို့နယ်ရန်ကုန်မြို့မှာလာရောက်ဝယ်ယူအပ်ပေးနိုင်ပါတယ်ရှင်အင်းရောင်ဝချစ်စနစ်နဲ့လည်းပို့ပေးပါတယ်ရှင်ဒီဟာလေးကတော့သူက1 set ပေါ့နော်1 set မှာသူကအင်ကြီးကတော့ပြောင်းပါရှင်အင်ကြီးလေးကတော့ပြောင်းလေးဖြူပြောင်းလေးပါရှင်3ခိုင်နဲ့တစ်ထပ်ပါပါမယ်အားလုံးပေါ်ဝါအကြီးနဲ့3ခိုင်တစ်ထပ်ပါပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်3သိန်းနဲ့2200ပါရှင်သူကတော့ချီတက်ပြီးတော့မှပိုးဖောက်ထားတဲ့ထည်လေးပါရှင်